တစ်ချိန်ကလှောင်ပြောင်ခဲ့တဲ့သူတွေအခုတော့အားလုံးပြုံးပြုံးရွှင်ရွှင်နဲ့ချင်းကပ်လာကြတယ်ဒါပေမဲ့ကျမတို့နှစ်ယောက်စလုံးစိတ်မဝင်စားတော့ဘူးအဲ့ဒီအချိန်မှာနတ်ဖျားမင်းသမီးချင်းကျွမ်းအားရဲ့သတင်းတစ်ခုပြန့်နှံ့လာခဲ့တယ်သူမရဲ့ကျင့်ကြံမှုကရုတ်တရက်ကျဆင်းနေတဲ့ချင်းကျွမ်းအားရဲ့ကျင့်ကြံမှုကျဆင်းနေတယ်ဆိုတဲ့သတင်းကကောင်းကင်ဘုံတစ်ခုလုံးကိုလှုပ်ခတ်သွားစေခဲ့တယ်ဒါပေမဲ့ကျမနဲ့ချမ်းချမ်းကတော့စိတ်မဝင်စားခဲ့ဘူးတောင်ပိုင်းနိုင်ငံမှာအိမ်တစ်လုံးဝယ်ပြီးအခြေချဖို့ဆုံးဖြတ်လိုက်ကြတယ်လမ်းဖယ်ဆန်းနောက်တစ်စက္ကန့်မှာချင်းကျွမ်းအားကျမတို့ရှေ့ပေါ်လာခဲ့တယ်သူမရဲ့မျက်နှာကဒေါသတွေနဲ့ပြည့်နေတယ်ငါခန္ဓာကိုယ်ထဲကခိုးသွားတဲ့နတ်အယိုးနဲ့နတ်ဆိုးဦးတိုင်ပြန်ပြီးအဲ့ဒီစကားကိုကြားလိုက်ရချိန်မှာကျမနဲ့ချမ်းချမ်းနှစ်ယောက်စလုံးနားလည်သွားခဲ့တယ်တစ်ချိန်လုံးသူမကကျမတို့ရဲ့ကံကြမ္မာကိုခိုးယူထားခဲ့တာပဲမင်းရဲ့ပစ္စည်းတွေဟုတ်လားအဲ့ဒါဆိုလာယူလေချင်းကျွမ်းအားကအေးဆက်စွာရေးလိုက်တယ်သူမရဲ့ဘေးမှာတော့အိမ်ရှိမင်းသားနဲ့စစ်နက်ဖျားကချက်ချင်းရက်တီပေးလိုက်ကြတယ်မင်းဘလို့လို့အိမ်ရှိမင်းသမီးကိုထိခိုက်အောင်လုပ်ရဲတာလဲအဲ့ဒီစကားကိုကြားလိုက်ရတော့ချမ်းချမ်းရဲမိသွားတယ်ဒါပေမဲ့အိမ်ရှိမင်းသားရဲ့နောက်စကားကလူတိုင်းကိုအံ့အားသင့်သွားစေခဲ့တယ်ငါရဲ့ဇနီးကချမ်းချမ်းတယောက်တည်းပဲဘသူ့ကိုမှသူမကိုထပ်မထိခိုက်စေရဘူးဒါပေမဲ့ချမ်းချမ်းရဲ့မျက်နှာမှာဘာခံစားချက်မှမပေါ်လာခဲ့ဘူးတစ်ဖက်မှာစစ်နက်ဖျားကလည်းကျမကိုကြည့်ပြီးပြောတယ်ငါမင်းကိုစောင့်နေခဲ့တာအခုထိလက်မထက်သေးဘူးအရင်တုန်းကကျမတို့ကိုအဆောင်မရလို့ပဲတတ်မှတ်ခဲ့တဲ့လူတွေအခုမှအချက်အကြောင်းပြောနေကြတယ်အဲ့ဒီနောက်အိမ်ရှိမင်းသားနဲ့စစ်နက်ဖျားကိုကျမတို့အိမ်ထဲကနေဓာတ်ရိုက်နှင်ထုတ်လိုက်ကြတယ်ဒါပေမဲ့သူတို့ကလက်မလျှော့ခဲ့ဘူးနောက်တစ်နေ့အိမ်တကားဖွင့်လိုက်တာနဲ့စစ်နက်ဖျားကိုအဝိရှော်နေတာတွေ့လိုက်ရတယ်တနေ့ကျတော့မီးဖိုချောင်ထဲမှာဟင်းချက်နေပြန်တယ်နောက်တစ်နေ့အိမ်ခေါင်မိုးတက်ပြင်းနေပြန်တယ်ဒါပေမဲ့သူလုံးသမျှအကုန်လုံးကပိုဆိုးသွားခဲ့တယ်သူတမင်လုံးနေတာမဟုတ်ဘူးလားချမ်းချမ်းကပြောလိုက်တယ်ဒါပေမဲ့ကျမသိနေတယ်စစ်နက်ဖျားတယောက်တကယ်ကိုဒီလိုအလုပ်တွေမလုပ်တတ်တာဖြစ်နိုင်တယ်